အားလုံးပဲမင်္ဂလာပါ UNN sharing blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီဗီဒီယိုမှာကတော့မီလီယံနာတွေလှုပ်တက်တဲ့ပေါ့နော်အချင်း၈ချက်ကိုသူတို့ရဲ့ habit ၈ချက်ကိုဖော်ပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်စားလိုက်ကြရအောင်နော်ပထမဆုံးတစ်ချက်ကတော့ they follow a written plan သူတို့ရေးထားတဲ့အတိုင်းသူတို့ plan ရေးထားတဲ့အတိုင်းသူတို့ကအမြဲတမ်းလုပ်လို့ရှိရပေါ့နော်သူတို့ကဆုံးဖြတ်ချက်ချတဲ့အတိုင်း plan တွေလုပ်ထားတဲ့အတိုင်းလုပ်လို့ရှိပါတယ်ဒုတိယတစ်ချက်ကတော့ they focus on their increasing income သူတို့အမြဲတမ်းသူတို့ရဲ့ income တွေပေါ့နော်တိုးတက်နေဖို့အာရုံစူးစိုက်နေလို့ရှိရပေါ့နော်နောက်ခုနံပါတ်3ကတော့ they start invest early သူတို့ကအမြဲတမ်းသူတို့ရဲ့ invest ပေါ့နော်ရင်းနှီးမြှုပ်နှံမှုတွေကိုစောလေးရင်းနှီးမြှုပ်နှံလေးရှိကြတယ်တဲ့နောက်ထပ်နံပါတ်4ကတော့ they have multiple stream income ပေါ့နော်သူတို့မှာဝင်ငွေလမ်းကြောင်းတစ်ခုတည်းကိုပဲယူပြုပြီးတော့မလုပ်ဘဲနဲ့ဝင်ငွေလမ်းကြောင်းနဲ့အများကြီးကိုထားတာဖြစ်ပါတယ်နံပါတ်5ကတော့ they automate their income ပေါ့နော်သူတို့ရဲ့ဝင်ငွေတွေကနေသူတို့ကအမြဲတမ်းစနစ်တကျစုထားပေးတာဖြစ်ပါတယ်တဲ့နံပါတ်6ကတော့ they live below their mean သူတို့အမြဲတမ်းသူတို့ရဲ့အတိတ်ပဲအောက်မှာပဲသူတို့ကရှင်သန်နေထိုင်နေရှိကြတယ်ပေါ့နော်သူတို့များတဲ့နိုင်ရှင်တာတွေမရှိဘူးသူတို့အတိတ်ပဲအတိုင်းသူတို့ဆုံးဖြတ်ချက်ချတဲ့အတိုင်းသူတို့လုပ်ဆောင်လို့ရှိတယ်နံပါတ်9ကတော့ they exercise regularly ပေါ့သူတို့ကအမြဲတမ်းပုံမှန်လေ့ကျင့်ခန်းလုပ်လို့ရှိကြတယ်ပုံမှန်လေ့ကျင့်ခန်းလုပ်လို့ရှိကြတယ်မီလီယံနာတော်တော်များပေါ့နော်နံပါတ်10ကတော့ they read regularly သူတို့ကအမြဲတမ်းစာဖတ်လို့ရှိကြတယ်တဲ့ဟုတ်ကဲ့ပါဒါကတော့မီလီယံနာတွေရဲ့အကျင့်၈ချက်ကိုဖော်ပြသွားတာဖြစ်ပါတယ်နံပါတ်1က they follow a written plan နံပါတ်2က they focus on increasing their income နံပါတ်3က they start invest early နံပါတ်4က they have multiple stream of income နံပါတ်6က they live below their means နံပါတ်9က they exercise regularly နောက်ဆုံးနံပါတ်1ချက်ကနံပါတ်8က they read regularly ဖြစ်ပါတယ်အဲ့တော့ကိုတိုင်းကမီလီယံနာတယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်အခုမီလီယံနာဖြစ်သွားတဲ့လူတယောက်ကို role model ယူပြီးတော့မှသူတို့နေထိုင်တဲ့ပုံစံတိုင်းကိုနောက်ကနေလိုက်ပြီးတော့မှပြုမှုနေထိုင်မယ်ဆိုလို့ရှိရင်တစ်ချိန်ချင်းကျရင်ကိုလည်းတေချာပေါက်မီလီယံနာတယောက်ဖြစ်လာမယ်ဆိုတာကိုယုံကြည်လို့ရပါတယ်အားကြောင့်မလို့ဒီဗီဒီယိုကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုကနေမှာဘဝတုတ္တတဆုံတရားရသွားမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်ဘိုင်ဘိုင်